အားလုံးမင်္ဂလာပါ MyOS မှာကြိုဆိုပါရစေဒီဗီဒီယိုမှာကတော့ OpenStreetMap အကောင့် Profile Update နဲ့ Setup ပြုလုပ်ပုံကိုပြသသွားမှာဖြစ်ပါတယ် Profile Update နဲ့ Setup ပြုလုပ်တာကတော့ Map Contribution တွေမှာပြောင်းလဲသွားခြင်းမျိုးမရှိပါဘူးတခြားမြေပုံရေးဆွဲသူတွေနဲ့အလွယ်တကူချိတ်ဆက်နိုင်ဖို့နဲ့ကိုယ်တိုင်ကဘာတွေလုပ်ဆောင်နေလဲဆိုတာကိုအခြားသူတွေနားလည်စေဖို့အတွက်အချက်လက်တွေဖြည့်သွင်းတဲ့ process တစ်ခုပဲဖြစ်ပါတယ်ဒါဆိုရင်အခုပဲစပြီးတော့မှ update လုပ်ကြပါမယ်ပထမဆုံးဆင်းကတော့ OpenStreetMap website ကိုဝင်ပြီးတော့ user name နဲ့ password တွေကိုရိုက်ထည့်ပြီးတော့ login ဝင်ပေးရပါမယ်အကောင့်ထဲကိုရောက်သွားပြီဆိုရင်တော့ညဘက်ပေါ်တော့မှရှိတဲ့အကောင့် name ကိုနှိပ်ပြီး profile ကိုရွေးပေးရပါမယ်ဒီနေရာမှာကိုကအခုမှစပြီးတော့မှအကောင့်ဖွင့်ထားတာဆိုရင်တော့ဒီနေရာမှာဘာမှရှိနေအောင်မဟုတ်ပါဘူးဒီနေရာကိုပြင်ဖို့အတွက် edit profile ကိုနှိပ်ရပါမယ် profile ရဲ့ description box မှာကိုဖော်ပြခြင်းတဲ့အချက်လက်တွေကိုရိုက်ထည့်နိုင်ပါတယ်ညာဘက်မှာကတော့ adjust လုပ်နိုင်တဲ့ tool တွေကိုတွေ့ရမှာဖြစ်ပါတယ်ခေါင်းစဉ်တက်တာ order ပြင်တာ link ထည့်တာနဲ့ပုံနေထည့်တာတွေကိုလုပ်နိုင်ပါတယ်ကိုယ့်ရဲ့တခြား profile map contribution record တွေကိုချိတ်ဆက်ပြီးတော့ပြချင်တယ်ဆိုရင်တော့ပြချင်တဲ့စာသားကို4000ခွင်းထဲမှာရိုက်ထည့်ပေးရပါမယ်ချိတ်ဆက်လို့တဲ့ website ရဲ့ link ကိုတော့လက်သေးခွင်းထဲမှာထည့်ပေးရပါမယ်ဥပမာအနေနဲ့ရှေ့ရ4000ခွင်းထဲမှာမိမိရဲ့ contribution ကိုထည့်ခြင်းတဲ့အတွက် my contribution နောက်ကလက်သေးခွင်းထဲမှာကတော့ OpenStreetMap account link HOD account link စတာတွေကိုထည့်ပေးနိုင်ပါတယ်unordered list မှာကတော့ list တွေကိုတစ်ကြောင်းချင်းအထက်အောက်ဆင်းပြီးတော့မှအမှတ်သားတွေနဲ့ပေါ်စီခြင်းနဲ့ဆိုရင်စာသားရဲ့ရှေ့မှာ star ခံပြီးတော့ရိုက်ပေးရပါမယ် data တွေကိုဖြည့်ပေးသွားပြီဆိုရင်တော့ update profile ကိုနှိပ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ဆင့်ကတော့ profile picture ထည့်သွင်းမှာဖြစ်ပါတယ် edit profile နဲ့ကိုသွားပြီးတော့ image နေရာကိုသွားပြီး add image choose profile ကိုနှိပ်ပြီးတော့မှကိုနဲ့တက်တဲ့ပုံကိုရွေးချယ်ပြီးတော့မှ update ပေးလိုက်မယ်ဆိုရင် profile picture ပေါ်လာမှာဖြစ်ပါတယ် profile ပြင်ဆင်တဲ့အခါမှာကိုယ့်ရဲ့တီနေရာကိုလည်းပဲသတ်မှတ်ပေးနိုင်ပါတယ်ဒါကတော့ option နဲ့ဖြစ်ပါတယ်သူ့ရဲ့ကြိုးကျေးဇူးကတော့ကိုယ့်ရဲ့တီနေရာကိုသတ်မှတ်ထားတဲ့အခါမှာကိုယ့်ရဲ့ dashboard မှာအနီးနားကတခြားမြေပုံရေးဆွဲသူတွေကိုတွေ့မြင်နိုင်မှာဖြစ်ပြီးတော့ချိတ်ဆက်မျှဝေနိုင်မှာဖြစ်ပါတယ် location သတ်မှတ်ဖို့အတွက်ကတော့ home location မှာ update home location ကိုအမှတ်ချက်ပေးပြီးတော့မှမြေပုံပေါ်မှာ zoom in zoom out ကိုသုံးပြီးတော့ရှာနိုင်တယ်လို့ location 2ကိုသုံးပြီးတော့လည်းပဲအလွယ်တကူရှာနိုင်ပါတယ်ကိုယ့်ရဲ့ဒီနေရာကို click တစ်ချက်နှိပ်ပြီးတော့မှ pin ထည့်နိုင်ပါတယ်။ဒါမှမဟုတ် coordinate တွေကိုသိရင်လည်း latitude longitude မှာရိုက်ထည့်နိုင်ပါတယ်။ပြီးတော့ရင်တော့ update profile ကိုနှိပ်လိုက်ရင် location ထည့်ပြီးသွားပြီဖြစ်ပါတယ်။ဒီနေရာကိုသတ်မှတ်ပြီးရင်တော့ dashboard ကိုသွားလိုက်မယ်ဆိုရင်ကိုဖြည့်ထားတဲ့အချက်လက်တွေကိုတွေ့ရမှာဖြစ်ပါတယ်။အနီရောင်ဆိုင်ကတော့ကိုယ့်ရဲ့တီနေရာဖြစ်ပါတယ်။အစိမ်းရောင်တွေကတော့အနီးနားမှာရှိတဲ့တခြားမြေပုံရေးဆွဲသူတွေဖြစ်ပါတယ်။အပြရောင်ကတော့ကိုယ်နဲ့ friend ဖြတ်ထားတဲ့သူတွေဖြစ်ပါတယ်။မြင်နေရတဲ့ထဲကမှတယောက်ယောက်နဲ့ friend ဖြစ်ချင်တယ်ဆိုရင်တော့ add friend ကိုနှိပ်လို့လည်းရတယ်လို့စာပို့ခြင်းရင်လည်း send message ကိုနှိပ်ပြီးတော့မှမြေပုံရေးဆွဲသူချင်းချင်းချိတ်ဆက်မျှဝေနိုင်ပါတယ်။ General setting မှာကတော့ setting ထဲကနေ user name password ပြောင်းလဲခြင်း Google Facebook စတာတွေနဲ့ချိတ်ဆက်တာတွေကိုလည်းလုပ်နိုင်ပါသေးတယ်။ဒါအပြင်တခြားမြေပုံရေးဆွဲသူတွေကကိုယ့်စီကိုပို့ထားတဲ့စာတွေကိုလည်း profile အောက်က my message မှာဖတ်ရှုနိုင်ပါတယ်
ဒီတိပြပပြီးသွားတာကတော့ OpenStreetMap profile update နဲ့ setup ပြုလုပ်ပုံတွေပဲဖြစ်ပါတယ်အသုံးဝင်မယ်လို့လည်းမျှော်လင့်ပါတယ်နောက်ထပ် OpenStreetMap နဲ့ပတ်သက်တဲ့သိချင်တာတွေရှိရင်လည်း comment မှာရေးသားမေးမြန်းနိုင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်